မိုးရွာမှမြောင်းဖော်တဲ့စနစ်နဲ့ရန်ကုန်ရေကြီးမှုတန်တရားဘယ်တော့ဆုံးမလဲရန်ကုန်သူရန်ကုန်သားတွေအတွက်တော့မိုးရသည်ဟာအေးချမ်းမှုထက်စိုးရိမ်စိတ်တွေကိုပဲပိုပြီးတည်ဆောင်လာလေးရှိပါတယ်ဇွန်လ4 ရက်နေ့ကရွာချလိုက်တဲ့မိုးကြောင့်စမ်းချောင်းအလုံးကြီးမြင်တိုင်းမြို့နယ်တွေကမြေညီထက်တိုက်ခန်းတွေနဲ့ကားပါကင်တွေမှာရေတွေတူးစစ်လောက်ထိဝင်သွားခဲ့ပါပြီနှစ်တိုင်းခံစားနေရတဲ့ဒါပေမဲ့ဘာမှထူးမလာဘူးဆိုတာကတော့ဒေတာခန်တွေရဲ့စိတ်ပြက်လက်ပြက်ရေရွတ်တန်တွေပါမိုးမရွာခင်ကြိုတင်ပြင်ဆင်မှုအားနည်းပြီးမိုးရွာမှမြောင်းဖော်လမ်းရှင်းတာတွေလုပ်နေတာကြောင့်ရေကြီးမှုတန်တရားဟာလဲလို့ကောင်းနေစေဖြစ်ပါတယ်အဆိုးဆုံးကတော့ဒီဒုက္ခဟာဒီလောက်နဲ့မပြီးသေးတာပါပဲမိုးစလားရဲ့ခံမှန်းချက်အရရန်ကုန်မန္တလေးနဲ့နေပြည်တော်တို့မှာမိုးတွေဆက်ရွာအောင်မှာဖြစ်ပါတယ်ရေရှည်အတွက်ထိရောက်တဲ့အဖြစ်တစ်ခုမရှာနိုင်မချင်းတော့ရန်ကုန်မြို့ပြဟာမိုးနှဲငယ်ရွာယုံနဲ့တင်ရေကန်ကြီးတစ်ခုလိုဆက်ဖြစ်နေဦးမှာအသေးချပါပဲ